မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌအားကစားနဲ့လူငယ်ရေးဝန်ကြီးဌာနနဲ့ဟော်တန်တစ်ခီးသွားလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဂျန်ဖန်တော်တောင်သည်အားကစားနဲ့ကာယပညာဦးစီးဌာနညွှန်ကြားမှုချုပ်ဦးညံစောဦးနဲ့အတူဒီကနေ့မွန်လွဲပိုင်းမှာတာဝန်ရှိသူများလိုက်ပါပြီးမော်ပြည်နယ်တွင်းရှိအားကစားဥယျာဉ်သို့တွားရောက်ကအားကစားကွင်းအားကစားရုံများနဲ့အားကစားသမား၃တက်အိတ်ဆောင်စားရိတ်သာချက်ပြုတ်တဲ့စပူဆောင်ဝန်ထမ်းအရာများနဲ့တိစောက်လျက်ရှိတဲ့မိုးလုံလေးလုံးအားကစားရုံတို့အားလိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးဘောလုံးကွင်းမြက်ခင်းစိမ့်လှမ်းဆိုပြည်စီရေးရေဖြန်းစနစ်ကောင်းမွန်စေရေးအတွက်ရေလောင်ကန် ground တန်တစ်ခုတိစောက်နိုင်ရေးစီစဉ်ဆောင်ရွက်သွားရတဲ့ဘောလုံးကွင်းအတွင်းချန်စီယိုအားအမြဲတမ်းတောက်ပနေစေရန်ထုံးကော်ကြီးနဲ့စေးရီများဖြင့်တုံလင်းသွားရန်လိုအပ်ပါကြောင်းဒီဆောင်ရေးလုပ်ငန်းများကိုတတ်မှတ်စံချိန်စံညွှန်းတဲ့အညီတတ်မှတ်ကာလအတွင်းအချိန်ပြီးစီးစေရေးအတွက်စီးစစ်ကြက်မှတ်ဆောင်ရွက်သွားရန်တာဝန်ရှိသူများကိုလိုအပ်သူများမှာကြားခဲ့ပါသည်ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးတဲ့အဖွဲ့သည်အားကစားနဲ့ကာယပညာသိပ္ပံဘောလုံးမြိုင်တို့တွားရောက်ပြီးဘောလုံးကွင်းတိုက်ကွမ်ဒိုဂျူဒိုနဲ့ပိုက်ကျော်ချင်းအားကစားရုံလက်ဝှေ့ဂျင်းရုံဗော်လီဘောအလေးမှဖူဆယ်နဲ့လက်ဝှေ့အားကစားရုံတို့အားလိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက်အားကစားနဲ့ပညာရေးပေါင်းဆက်ထက်တန်းကျောင်းရှိတင်ကြားရေးဆရာဆရာမများနဲ့တွေ့ဆုံပြီးတင်နန်းသားတင်နန်းသူများရဲ့အားကစားလေ့ကျင့်မှုများနေထိုင်စားသောက်မှုများပညာသင်ကြားနေမှုကိစ္စများနဲ့ဆက်လင်းပြီးအဆင်ပြေချုံးမွေစေရေးအတွက်လိုအပ်သူများကိုပြည်စည်းဆောင်ရွက်ပေးသွားရန်လိုကြောင်းနဲ့လိုအပ်တာများမှာကြားခဲ့ပါသည်အဲဒီနောက်ပြည်ထောင်စုဝန်ကြီးသည်အားကစားနှင့်ကာယပညာသိပ္ပံဘောလုံးများရှိအုပ်ချုပ်မှုရုံစုပေါင်းခန့်မှတ်မှာမော်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအားကစားနှင့်ကာယပညာသိပ္ပံဘောလုံးများနှင့်ဟိုတယ်နှင့်ခီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနတို့မှအရာတန်းအမှုတန်းများအားအမှားစကားပြောကြားရမှာအားကစားကဏ္ဍနဲ့လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက်တိုင်းဒေသကြီးနဲ့ပြည်내များရှိဌာနဆိုင်ရာများမှတာဝန်ရှိသူများနဲ့ပေါင်းစပ်ညှိနှိုင်းပြီးအကောင့်တွေပေါ်ဆောင်ရွက်သွားကြရန်တိုက်တွန်းမှာကြားခဲ့ကြောင်းသိရပါသည်